ကဲအားလုံးပဲမင်္ဂလာပါနော်မိသားစုကိုမိုင်းအားလုံးပဲကဲမင်းသားရှိတော့ချိန်ကားလေးပါပဲဗျကဲကိုမိုင်းအားလုံးပဲဝင်လာခဲ့ပြီမယ်ဗျကျွန်တော်တို့မနက်ဖြန်ကျွန်တော်31ရက်နေ့ရဲ့ဒါမနက်ခင်းမနက်ပိုင်း12နာရီ10မိနစ်စားတော့ပေါ့နော်ကဲကိုမိုင်းအားလုံးပဲဝင်လာကိုမိုင်းဒီမှာလေလူသစ်ကိုမိုင်းပါလာခဲ့မယ်ဆို channel လေးကိုရှေးဥစွာအနေနဲ့ subscribe လေးလုပ်ပေးဖို့မြတ်ရခံပါတယ်ဗျနော်လိုက်လက်မလေးလည်းအားလုံးနှိပ်ပေးခဲ့ပါဒီကနေ့ကျွန်တော်မိသားစုကိုမိုင်း20ဆိုတာလည်းအဆင်ပြေခဲ့ပါတယ်28ဆိုတာလည်းကျွန်တော်တို့တဲ့အောင်မြင်ခဲ့ပါတယ်ဗျနော်မိသားစုကမားတွေအားလုံးပဲညနေကကျွန်တော်တို့ဒီနှစ်ခွန်လေးထိတ်ကိုကျွန်တော်မိသားစုကမားတွေတဲ့9ပိုင်း10ပိုင်း10ပိုင်း2ချက်နဲ့ပေါ့နော်9ပိုင်း10ပိုင်းနဲ့ကျွန်တော်ကမားနှစ်ခွန်လေးထိတ်ကိုမှ9နောက်ပြီး10နောက်ပြီးနဲ့28ဆိုတော့ခဏလေးနဲ့မိသားစုကမားတွေအဆင်ပြေလိုက်ကြရဆိုဝမ်းသာပါတယ်ကဲဒါကျွန်တော်ကမားတွေတဲ့ကျွန်တော်တို့မနက်ဖြန်31ရက်နေ့ရဲ့ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်ပါနော်မိသားစုကမားများကဲဒါကျွန်တော်ကမားများချက်စီကြည့်အောင်ကျွန်တော်ဒီသုံးလုံးပေါင်းခြင်းနဲ့ကျွန်တော်ရဲ့မိသားစုကလေးမားတွေအားလုံးပဲ6နှစ်6ဆိုရယ်ဒီ3လုံးပေါင်းခြင်း3လုံးပေါင်းခြင်းက3ညလို့ရပါတယ်တဲ့3ညရဲ့ပါဝါ9ပါ3ညရဲ့နှက်ခတ်ခွန်ပါတဲ့ဒါဆို3ည9ခွန်ဒီကျွန်တော်ရဲ့မိသားစုကမာလေးတဲ့ထိတ်စီးလို့ကြပြီပါဟောဒီမှာထိတ်စီးပါတဲ့90နှစ်ဆိုတော့9ထိတ်စီးတဲ့ဒါဆိုသူ့ပြင်အောင်မှာဆိုရင်4ကိုပေါင်းခြင်းဒီကျွန်တော်3ပါ3ကိုဒီက9နဲ့ပေါင်းတဲ့3လုံးပေါင်းက8ပါတဲ့8ရဲ့ပါဝါက3 8ရဲ့နှက်ခတ်က1ပါ83ဆိုရယ်ထိတ်ဒီဟောဒီမှာတဲ့13ဆိုတော့1ထိတ်စီးပါတဲ့မိသားစုကမာအားလုံးပဲဒါဆိုဟောဒီမှာဆိုရင်နဲ့6 9ပေါင်းခြင်း2ပြားပေါင်းက4ပါ4ကို1နဲ့ဆက်ပေါင်း3လုံးပေါင်းက9ပါတဲ့9ရဲ့ပါဝါ3ည9ရဲ့နှက်ခတ်3လို့ဖြစ်တယ်ဒါဆိုရင်ဒီ3လုံးပေါင်း9ပါဝါ3ည9နှက်ခတ်3 9 3ည3ဆိုတော့ထိတ်စီးမှာ9 9လို့9ထိတ်စီးထက်ကြပြီးတယ်ဒါဆိုသူ့ပြင်အောင်မှာဆိုရင်နဲ့ဟောဒီက1 1ပေါင်းခြင်းက2ပါ2ကို9နဲ့ပေါင်းဒီ3လုံးပေါင်းခွန်နဲ့115ဆိုတော့3လုံးပေါင်းခွန်နဲ့ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခတ်က3ညခွန်နဲ့3ညဆိုတဲ့ထိတ်စီးမှာတဲ့20ဆိုတော့2ထိတ်စီးထက်ကြပေးပါလေဒါဆိုရင်ねကျွန်တော်ရဲ့မိသားစုမိုက်ဒီ3လုံးပေါင်းခြင်းနဲ့ကိုမများ2 5 2ဆိုတဲ့3လုံးပေါင်းခြင်းနဲ့3လုံးပေါင်း9တဲ့9ရဲ့ပါဝါဒီ4 9ရဲ့နှက်ခတ်ဒီ6 9 4 6ဆိုတော့ထိတ်စီးလို့ကျွန်တော်ကိုမတွေမနက်ခင်းမှာကျွန်တော်တို့ကြပေးရပါမယ်တဲ့9 4 6ထိတ်တဲ့ဒါအင်္ဂါနေ့အတွက်ကျွန်တော်ရဲ့မိသားစုကမှထိပ်စီးလိုင်းလေးတစ်ချက်ပြပေးမယ်နော်ဒါစီ646ဆိုတဲ့ထိပ်စီးလိုကြပြီးတာနဲ့မိသားစုကမှအားလုံးပဲဟာဒီမှာ1ချိန်လေးကိုတစ်ချက်လေးပြပေးမယ်ဒီ3လုံးပေါင်းခြင်းနဲ့ကိုမှ1ချိန်လေးတစ်ချက်ကြည့်မယ်နော်1ခွန်4ဆိုတဲ့3လုံးပေါင်းခြင်းနဲ့2ပါတဲ့2ရဲ့နှက်ခတ်ဒီ4လို့ဖြစ်ပါတယ်တဲ့ဒါစီ2 4ဒီ1ချိန်လို့ဟာဒီမှာကြပြီးမနက်ခင်း52ဆိုတော့2တစ်လုံးပိုင်းဒါဆိုရင်သူ့ပြင်အောက်မှာဆိုရင်2 2 9ဆိုတဲ့ဒီ3လုံးပေါင်းခြင်းဒီ3ပါတဲ့3ရဲ့နှက်ခတ်ဒီ9ပါ3 5 1ချိန်နဲ့1 3ဆိုတော့3တစ်လုံးပိုင်းဒါဆိုဟောဒီမှာသူ့ပြင်အောက်ကိုဆက်ကြည့်ပါတဲ့ဒီ3လုံးပေါင်းခြင်း9 3 1ဆိုတော့3လုံးပေါင်းခြင်း3ပါ3ရဲ့နှက်ခတ်ဒီ9ပါ3 5 1ချိန်မှာ9 5ဆိုတော့9တစ်လုံးပိုင်းထပ်ကြပြီးတယ်ဒါဆိုဒီ3လုံးပေါင်း3 5 1ချိန်9 9လို့ကြပြီးတာနဲ့ဒီ3လုံးပေါင်းခြင်းဒီလည်းပါ1ချိန်ဒီ9 9 2 3လုံးပေါင်းခြင်းဒီ2ပါတဲ့2ရဲ့နှက်ခတ်ဒီ4ပါ2 4 1ချိန်မှာ20ဆိုတော့2တစ်လုံးပိုင်းပါဒါဆိုဟောဒီ3လုံးပေါင်းကျွန်တော်ကိုမှဆက်ကြည့်ပါတဲ့3ည1 3ည5 3လုံးပေါင်း6 6ရဲ့နှက်ခတ်9ပါမနက်ခင်း1ချင်းဒီကျွန်တော်ကိုမှဟဲ့ဒီမှာကြပြရမယ်1ချင်းဒီတဲ့6 9 1ချင်းဖြစ်ပါတယ်1ချင်းကကျွန်တော်ကိုမှ2 4 1ချင်းမှာ20ဆိုလို့ကြပြီးခဲ့ဆိုဒီမှာ6 9 1ချင်း9 4 6ဒီထိပ်စီ6 9 1ချင်းလို့ရှိထားတယ်နော်6 9 1ချင်းလို့လည်းရှိထားတယ်အဲ့ဒါကိုကျွန်တော်ရေကိုရီမတွေအားလုံးပဲ691ချင်းလည်းရှိထားတယ်946ကထိပ်ပါမာတယ်เนาะတစ်ချက်ကြည့်ဟာဒီမှာဆိုလို့ရှိရင်ဆက်ပြပေးမယ်1ရယ်4ရယ်5ရယ်3လုံးပေါင်းခြင်း1 4 5 3လုံးပေါင်း3ည3ညရယ်ပါဝါဒီ9ပိုင်းလုံးပိုင်းလေးကိုတစ်ချက်ကြည့်1ရယ်4ရယ်5ရယ်3လုံးပေါင်း3ညပါဝါ9ပိုင်း50နှစ်မနက်ခင်းကြည့်ပါ2ရယ်9ရယ်ခွန်ရယ်3လုံးပေါင်း2 9ခွန်3လုံးပေါင်း8 8ရဲ့ပါဝါဒီ3ပိုင်းတဲ့ဒီမှာမနက်ခင်းမှာ1 3လို့ကြဒါဆိုရင်9ရဲ့1ရဲ့3ညရဲ့တဲ့ဒီ3လုံးပေါင်း3ညပါဝါ9ပိုင်းဒီမှာ9ပိုင်းဆက်ကြည့်ပြီး9 9ဆိုတော့9တစ်လုံးပိုင်းဒါဆိုဒီမှာ2ရဲ့9ရဲ့8ရဲ့3လုံးပေါင်းခြင်းကဲလိုက်လက်မလေးနှိပ်ပြပါဦးကြာရင် okay လေးမှန်ပြီးခဲ့ပါเนาะအားလုံးပဲ9ရဲ့2ရဲ့8ရဲ့3လုံးပေါင်း9 9ပါဝါ3ညပိုင်းတဲ့ဒီမှာ20ဆိုတော့3ညတစ်လုံးပိုင်းတဲ့ဒီမှာဆိုဆက်ကြည့်မယ်သူ့ပြင်အောင်မှာတဲ့မိသားစုကမလေး1ရဲ့9ရဲ့8ရဲ့3လုံးပေါင်း4 4ရဲ့ပါဝါဒီ9ပိုင်းတဲ့မနက်ခင်းမနက်ပိုင်းကျွန်တော်ကိုမလေး6 9 1ချင်း9တစ်လုံးပိုင်းလို့ရှိထားပါတယ်6 4 6ဒီထိပ်စီးပါကိုမလေးအားလုံးပဲ
6ကိုဝမ်းချင်း9ပိုင်ကို946ထိတ်နဲ့အဲ့ဒါကိုဆိုရင်ကျွန်တော်ရဲ့မိသားစုမှာ946ထိတ်အမှာပေါ့နော်အဲ့ဒါ946ကကျွန်တော်ကမှခွေးခြင်းနေဆိုခွေးမခွေးခြင်းဘူးဆိုကျွန်တော်ဒီမှာထပ်ပြပေးမယ်အကိုတွေမတွေပြီးအောင်ကြည့်ပေးနော်နောက်ဆုံးတမို့နောက်တစ်ဆိုင်ကိုဆက်ပြီးတော့သွားပါမယ်အားလုံးပဲကြိုက်တူတယ်ဆိုရင် okay လေးမှန်ခဲ့ပါလူတစ်ကိုမှ channel လေးကို subscribe နေထားပေးပါမနက်ကတော့ကျွန်တော်ရဲ့ကိုမတွေကျွန်တော်တို့မနက်ခမ်းမှာကျွန်တော်တို့မွေးကရန်သမားတွေ20ရပါတယ်ညနေမှာ28နေ့တိုင်သမားတွေထပ်မဲ့လို့ပေါက်တယ်နော်ရရဲဆိုရင်လည်းဝမ်းသာတယ်လို့ကျွန်တော်ပြောပါတယ်ကိုမတွေအားလုံးပဲနော်အဲ့ဒါနောက်တစ်ပြင်နောက်ဆိုင်ကိုထပ်ကြည့်မယ်ဝမ်းချင်းလေးကဘယ်လိုထက်ရလဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းတဲ့နော်ဒီသုံးလုံးပေါင်းခြင်း6ရယ်9ရယ်2ရယ်3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်း2 6 9တဲ့3လုံးပေါင်းခြင်းဘာလို့ရလဲဆိုတော့2 6ပေါင်း8 8ကို9နဲ့ပေါင်း3လုံးပေါင်းခွန်ဒါဆိုခွန်ရဲ့ပါဝါ2ခွန်2က1ချင်းဟာဒီမှာခွန်နဲ့1ချင်းပါကြလဲ60ခွန်ဆိုတော့ခွန်တစ်လုံးပိုင်ဒါဆိုရင်ဒီ3လုံးပေါင်းခြင်းစက်ကြည့်ပေးပါတဲ့6ခွန်4 3လုံးပေါင်း3ည3ညပါဝါဒီ9ပိုင်ဒီမှာ3ည9 1ချင်းမှာ50နှစ်ဆိုတော့9တစ်လုံးပိုင်ဒါဆိုသူ့ပြန်ကိုစက်ကြည့်မယ်မနက်ခင်းတီးတန့်9နှစ်ကို3လုံးပေါင်း6တဲ့6ရဲ့ပါဝါ1ပိုင်ဒီမှာ1 3ဆိုတော့1တစ်လုံးပိုင်ဆက်ချပြီးတယ်1 3 1ဆိုရယ်3လုံးပေါင်းသူ့ပြန်အောင်မှာ1 3 1 3လုံးပေါင်း9 9ရဲ့ပါဝါလမ်းကြောင်း9 3ည1ချိန်9 9ဆိုတော့9တစ်လုံးပိုင်ဒါဆိုရင်ဟောဒီမှာ9 9နှစ်3လုံးပေါင်းခြင်း9 9နှစ်3လုံးပေါင်းခြင်းက2ပါ2ရဲ့ပါဝါဆိုတော့ခွန်2ခွန်1ချိန်20ဆိုတော့2တစ်လုံးပိုင်ဒါဆိုရင်မနက်ခင်းမနက်ပိုင်းတဲ့1ချိန်စက်ကြည့်ပါတဲ့2 3ည9ဆိုရဲ3လုံးပေါင်းခွန်ပါဝါ2ခွန်1ချိန်ဟာဒီမှာနော်မနက်ခင်းကြပေးရမှာ2ခွန်1ချိန်2ခွန်1ချင်းကိုမှကျွန်တော်ဆက်ပြပေးမယ်ကိုမ2ခွန်1ချင်း646ထိပ်ကို2ခွန်1ချင်းနဲ့ကတ်မအောင်နော်တစ်ချက်ပြပေးမယ်ဒီနှလုံးပေါင်းချင်း3နှစ်1ပေါင်းချင်းဒီ3 3ကနောက်ပဲတဲ့ဆက်ကြည့်မယ်နော်3ရဲ့2ရဲ့ပေါင်းချင်း9အဲ့ဒီ9ကနောက်ပဲတဲ့ဒါဆိုရင်9 9ဆက်ပေါင်းချင်း3ညအဲ့ဒီ3ညကနောက်ပဲတဲ့ဒီနှလုံးပေါင်းကြောက်ကနှလုံးပေါင်း3က3နောက်ပဲကြောက်ကနှလုံးပေါင်း9က9နောက်ပဲကြောက်ကနှလုံးပေါင်း3ညက3ညနောက်ပဲဒီကြောက်ကနှလုံးပေါင်း2က2နောက်ပဲလို့ဝင်ပေးရဒါဆိုဟာဒီနှစ်ကပိုင်း9 1ချင်း946ထိန်းနဲ့အပြီးပေါက်9 1ချင်းကို946ထိန်းနဲ့အပြီးပေါက်ဆိုတော့ကျွန်တော်ရဲ့မိသားစုကမှဟာဒီမှာတစ်ချက်လေးကြည့်ပြီးကြဲအားလုံးပဲလိုက်လက်မလေးနေထားပြီးမယ်စေကုံမင်းသမားကြီးပေါက်တယ်ရတယ်ဆိုရင်လည်းအတန်လေးလည်းထွက်တယ်ဆိုရင်နော်အစင်ပြေတဲ့အတန်လေးထွက်လို့ရှိရင်ငြိမ်းနေတာပဲဗျာနော်နေတဲ့ကိုရီမကြီးလည်းဗျာလိုက်လက်မလေးတောင်းရင်တော့မပေးချင်ကြတာဟုတ်လားနော်နောက်ထပ်အသစ်ထုတ်ထားတဲ့စေကုံမင်းကနန်းလေးလိုချင်ပါတယ်စေကုံမကြီးအားလုံးပဲကဲလာယူပါဗျာကိုမကြီးစိတ်ချမ်းသာရင်ကျွန်တော်ကျင်တတ်တယ်ဗျာဒါပုံမှန်လေးဗျာနော်ကဲရတယ်ဆိုတော့ကျွန်တော်ပြောတိုင်းငြိမ်းနေပါနော်အားလုံးပဲရတယ်ဆိုငြိမ်းနေပါအားပေးတယ်ဆိုရင် okay လေးမှတ်ပေးပါလိုက်လက်မလေးနှိပ်ပေးပါနော်946ထိပ်ကို2ခွန်1ချိန်နဲ့နော်ရတယ်ပေါက်တယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုကမားလေးအတန်လေးတွေတိတ်ပေးပါနော်လူကြားလို့မရဘူးဗျ946ထိပ်946ထိပ်946ထိပ်2ခွန်1ချိန်နဲ့ကတ်မယ်နော်2နဲ့ဆိုရင်9နှစ်4နှစ်6နှစ်ခွန်ပိတ်ဆိုတော့9ခွန်4ခွန်6ခွန်เนาะဒီကနန်းကကျွန်တော်မှာအဓိကပါအဲ့ဒါကို946ကိုကျွန်တော်ရဲ့မိသားစုကမှဒီ946ကိုပြန်ခွေပေးပါ9ပိုင်နဲ့ကိုအဓိကထားခွေမယ်เนาะ94 96 64เนาะဒါ946ခွေပါ946ခွေပါကျွန်တော်ရဲ့မိသားစုကိုဒီမှာအားလုံးပဲဒါကအပြီးပေါက်ပါမနက်ဖြန်ကိုအချိုက်ဆုံးကနန်းလေးရွေးပေးပါဆိုတော့မိသားစုမှအားလုံးပဲ90ခွန်40ခွန်เนาะဒီထဲမှာဆိုရင်ကျွန်တော်ရဲ့ကိုမိုင်း2နဲ့ပတ်သက်လိုက်42နက်ခတ်ကြိုက်တယ်ဒီထဲမှာဆိုရင်96အကြိုက်ဆုံးเนาะ96ဒီ3ခွက်ပေါ့เนาะဒီ3ခွက်ရဲ့6ခွန်တစ်ခွက်အဲ့ဒါကိုအကြိုက်ဆုံးဖြစ်ပါတယ်မိသားစုကိုမိုင်းအားလုံးပဲဟုတ်ပြီနောက်ထပ်အသစ်ထပ်ပြီးထုတ်ထားတဲ့စိန်ခေါ်ပါတီးနဲ့မွေးခွက်လိုချင်ပါတယ်ရချင်ပါတယ်ဆိုတဲ့မိသားစုကိုမိုင်းအားလုံးက8993124499ကိုတစ်ချက်လေးဟိုင်းထားပြီပါအခုညတွင်ကျွန်တော်ရဲ့မိသားစုကိုမိုင်းဟိုင်းထားပြီပါเนาะပေါက်ချင်တဲ့အောင်ချင်တဲ့ဆိုတဲ့မိသားစုမိုင်းဘေးငွေလုံးဝကြိုပေးကြမလို့အကျွေးချေစိတ်ကုန်မင်းကလေးလိုချင်ပါတယ်ဆိုရင်8993124499ဆိုရရိုးဖုံးမဲ့စီလီယာကျွန်တော်ရဲ့မိသားစုကိုမှများအခုညတွင်ချင်းဟိုင်းထားပါအခုညတွင်ချင်းကနန်းလေးကိုရစေခြင်းတယ်ဟုတ်ပြီနော်မနက်ဖြန်4နာရီ12နာရီတမိနစ်တကကျွန်တော်ကမှအခုချပြပေးတဲ့ကနန်းလေးနဲ့ပေါ့အောင်တော့ကစားပါနော်ဟုတ်ပြီနေ့တိုင်းလေးကိုကျွန်တော်ကမှနေ့တိုင်းလေးကစားလို့ဒီမြတ်အနေမယ်ဆိုလို့ရှိရင်မြတ်များလိုချင်တဲ့ကိုမတွေကကျွန်တော်ပြောတဲ့အတိုင်း8993124499မှာစိတ်ခုံမွေးကနန်းနဲ့မွေးပတ်တီးတော့ခုညတွင်ချင်းဟိုင်းစာလေးပို့ပြီးလာယူထားပါကဲအားလုံးကိုလက်ပါဗျ